အမလေးမြတ်စွာဘုရားရှောင်းကောနေနေငါနေများ တရားမှမလုပ်ကြနဲ့စဉ်းစမ်းလှဲဘွာကုံစင်း ဟင်မလုပ်နိုင်လေပြောသည်နေဘွားစင်းဆိုတော့ကျမတို့ဘလို့စင်းရမှာလဲ ဟာစောက်စကားတွေများနေတာငါထုလိုက်ရ ရှင်တို့မတရားမလုပ်နဲ့နော်တက်ချင်လဲပလိုက်မယ် နားကြီးလိုက်တာကွာဒီမာမေကျုပ်လက်ထဲကတနက်နော်ပြင်းရင်သေရက်တယ် ဟုတ်တမရကြီးကိုရေလူကိုယူခြင်းယူပါပစ္စည်းကိုတော့ချမ်းသာပေးပါရှင် ဟာမားနေရလေပစ္စည်းကိုယူလူကိုချမ်းသာပေးပါလို့ပြောအောင် အော်ဟုတ်တာ တိတ်ကြစမ်းမင်းတော်တော်စကားများတယ်မိန်းမပဲနေအောင်မင်းကတထေးကူတာတင်သမီးမလားမုတ်စိတ်ပြားဆွဲပြီးဟေးအောင်လေပစ္စည်းတွေကုန်ချွတ်ယူခဲ့အမေကကြောက်တုံးနဲ့လိုက်ခဲ့ရမယ်မင်းတို့ရွာရောက်ရင်တထေးကူတာတင်ကိုပြောလိုက်သူ့သမီးကိုကြောက်တော့တစားခံအနေနဲ့ခေါ်သွားပြီလို့ပြန်လို့ချင်း350နဲ့လာရွေးလို့ပြောလိုက် ပါ350ရှင်ယူနေလားကျမ350လေးတန်းတော့ပါဟဲ့မေဘာဟုတ်ပြောလိုက်3ညနဲ့လာယူလို့3ညမှာမဟုတ်ပြင်မလိုက်ဘူးလို့ပါကြည့်နေရတယ်တော့မယ်လေရင်းနဲ့တော့မှာမလားကျမတစ်ခါမှမသိဘူးပြောဖို့ကောင်းမယ်ပုံပဲ ဆရာကျုပ်တော်မားပြီတယ် အေးငါလည်းအဲ့လိုထင်တယ်